ကဲဒီတစ်ခေါက်ဆမ်မွေကတော့တည်င်းကျိုးဆမ်မွေဆိုတော့chapter 1 to 6ကတော့တေချာတော့ပဲပါမှာနော် ဆရာမ ဟေးသမီး သမီးတို့မေးခွန်းပေးအောင်လေ မလေးဟဲငါစီကနေမေကွန်းလာတောင်းနေတယ်နော်အဲ့ဒီမှာဆရာမပြောထားတယ်လေစတားလေးတွေပြထားတဲ့အပုတ်တွေကပါကောင်းပါနိုင်တယ်လို့ပါကောင်းပါနိုင်တယ်ဟိုပါမယ်လို့မပြောဘူးနော်ပါမယ်လို့မပြောဘူးနော်အမစတာ final sin နဲ့ဆိုလို့ချင်းဆရာမစတားဘယ်နှပုတ်ပေးထားလဲ၄ပုတ်ပေးထားတယ်လေအဲ့ဒီ၄ပုတ်ထဲကတစ်ပုတ်လောက်ကတော့ပါကောင်းပါနိုင်တယ်ပါမယ်လို့မပြောဘူးနော်ပါမယ်လို့မပြောဘူးနော်ဆရာမကဲဒီမှာမေကွန်းပုံစံမေကွန်းဟောင်းပုံစံမေကွန်းပုံစံဘယ်လိုလာမလဲဆိုတော့ဆရာမပြောပြခဲ့တယ်နားလဲလားမရှင်းတာရှိတာ ဆရာမမတိရလေးမေးခြင်းလို့ ပြောသမီးပြော ဟိုကမေးခွန်းပေးပါလားယင်ဆရာမသမီးတို့ မေကွန်းလို့ခြင်းလို့ပေးမယ်ခဏလေး ဟဲ့မေးခွန်းပေးမယ်လေမေးခွန်းပေးမယ်လိုက်မယ်ဘုန်းကြီးဘုန်းကြီး တင်ထားတာအကုန်ကြည့်တင်ထားတာအကုန်ကြည့်ဘယ်နှုတ်ဆက်မယ်လောက်ပါနဲ့ငါသားလေအားနာစရာကြီး ရတယ်ဆရာမအာမနာနဲ့ဆရာမလှုပ်ချင်တာပြော တကယ်ပြောရမှာလားမငိုချင်းနော် 呀，人家讲个东西，我买个了。 ဆရာမလူတင်တာမေးပြီးဝယ်ပြီးလိုက်မယ်လေ ထားသွားတဲ့သူ့ဥစ္စာကိုပြန်ခေါ်ပေးလိုက်မယ်လေ တို့ကလည်းယုံလို့ထားသွားတာဘယ်သူကခေါ်ပြန်လာမှာလဲ ဆရာမကိုမေးကြည့်လိုက်ပါသူလိုချင်တာပဲငါတို့ဝယ်ပြီးလိုက်မယ် အမလေးစကားတွေကိုများတာနော်အိမ်သာဟိုးဖြောင်ဖြောင်မတက်ရဘူးဘာတွေပြောနေကြတာတော့ကဲပြောဘာတွေပြောနေကြတာတော့ဟမ်အိမ်သာလေးတစ်ခါဝင်တာလေးအပြင်မှာပေါက်ပေါက်ဖောက်နေတယ်လို့ပဲဘာတွေပြောနေကြအောင်ပြော ဒီလိုကြောက်တဲ့ဆရာမကတော့ဝတိုင်မီနေကြတာ အမလေးမလို့ပါဘူးငါသားလေးပါလေ 想买路进的哈，打了外边过了。 အမလေးရပါတယ်ငါသားရဲ့ဆရာမမပြည့်စုံနေပြီသား ရပါလားဆရာမလူကျင်တာပြောတယ်ဒါလို့ဝက်ပြီးမှာ အမလေးမလောက်ပါနဲ့ငါသားလည်းအားနာစရာကြီး ရတယ်ဆရာမအာမနာနဲ့ဆရာမလှုပ်ချင်တာပြော တကယ်ပြောရမှာလားမငိုချင်းနော်လာငါသားတို့လားဆရာမလို့ချင်တာပြမယ်လားငါသားလားလာငါသားလားငါသားတို့ပဲပြောရနော်ဆရာမလို့ချင်တာပြောတော့လားကဲငါသားတို့ဟိုငါသားတို့ကပြောတယ်မလားဟိုဆရာမဘာလို့ကျင်လဲလူကျင်တဲ့ဟာပြောဆိုတော့အဲ့ဒါဆရာမလူကျင်တဲ့ဟာအခုမွန်ပြည်နယ်ရဲ့အကြီးဆုံးစိတ်ဆိုင်ရုံးဝတီမှာရှိတယ် 想嘛，打我外边那样的，老司机啊。 ဟောငါသားတို့မဝယ်ပြီးနိုင်ဘူးဆိုတာသိရလေခုနငါသားတို့ကပြောတယ်မလားဆရာမဘာလူကျင်လဲလူကျင်တဲ့ဟာပြောဆိုအဲ့ဒါဆရာမလူကျင်တဲ့ဟာလေးတွေပြမလို့ဒီမှာယူရေးထားတာ selection ဒီမှာဆရာမနဲ့အရင်လိုက်တာသိလားဟိုငါသားတို့မဝယ်ပြီးနိုင်ဘူးဆိုတာသိတယ်လေဒါပေမဲ့ဆရာမလူကျင်တဲ့ဟာလေးကိုပြောပြတာဒါလေးလူကျင်တယ်လို့ဟိုမဝယ်ပြီးနိုင်ဆိုတာသိရနော်နောက်ပြီးတော့ဒီမှာစိန်လက်ကောက်ကြီးငါသားရဲ့အဲစတော်ကြီးနဲတိုင်းမဟုတ်ဘူးမကြငါသားတို့မဝယ်ပြီးနိုင်ဆိုတာလည်းသိရနော်ဟိုဆရာမလူကျင်တဲ့ဟာလေးကိုပြောပြတာပါဟိုသူကလေယူဝတ်ဒီစိန်ဆိုင်မှာအလဲစီတော့အယောင် 8% နဲ့လေနှစ်ကြာလာနဲ့ပေါက်သေးတိုင်းပြန်တွက်ပြီးတော့ဆရာမတို့အတွက် AC ပဲလေဟုတ်တယ်မလားဟိုဒါလီဟိုကြိုက်တယ်ဒါပေမဲ့ဟိုငါသားတို့မဝယ်ပြီးနိုင်ဆိုတော့သိရဲဒါပေမဲ့ဆရာမလူကျင်တယ်ဆိုတာဟာလေးကိုပြောပြနော်ဟိုနောက်ပြီးကြတော့ ဆရာမကစိတ်နေများနေလေ ဟောစိတ်နေများနေလို့လားစိတ်နေများနေလို့လည်းစိတ်မပူနဲ့နော်မွန်ပြည်နယ်ရဲ့အကြီးဆုံးစိတ်ဆိုင်မှာဒီလိုရွှေတယ်တွေလည်းရှိတယ်ဒါဆီယာမရွေးထားတဲ့ selection တွေမွန်ပြည်နယ်ရဲ့အကြီးဆုံးစိတ်ဆိုင်ရုံးဝတ်ဒီမှာကဒီလိုရွှေတယ်တွေကိုလည်းရောင်းသလိုအပြင်ရွှေတွေကိုလည်းပေါက်ဈေးအတိုင်းပြန်ဝယ်ပေးတယ်အခုတလောလေဒီလားဆီယာမခေါင်းကလေတအားရားတာအဲ့ဒါဒီလိုခေါင်းပြီးနဲ့မှမပြီးလို့ရှိရင်လေအရာမသက်တာဘူးဟိုငါသားတို့မဝယ်ပြီးနိုင်ဘူးလားဆရာမသိရနော်ဆရာမသိတယ်ဒါပေမဲ့ဆရာမလိုချင်တာကိုပြောပြတာ ဟာဒါတတိလေးဆိုတော့10သိန်းလောက်ပဲရှိမှာအောင်ကြောင်းလည်းစိုက်ဝယ်ပြီးလိုက် 家里， ငါသားဟိုဒါလီကလေဟိုမြန်မာငွေ10သိန်းမဟုတ်ဘူးဟိုကလေ9900ပဲ 好，家里把票，打我的当爸想嘛。 ဟဲ့9900ဆိုတာဟိုမြန်မာငွေကျပ်9900ပြောတာမဟုတ်ဘူးသိန်းပေါင်း9900ကိုပြောတာမလေးဟိုငါသားတို့မဝယ်ပေးနိုင်ဘူးဆိုတာသိတယ်ဟိုဆရာမလိုချင်တာကိုပြောပြတာနော်လိုချင်တာပြောပြတာနော်မဝယ်ပေးနိုင်ဆိုတာဆရာမသိတယ်အမလေးအမားတို့ပဲစဉ်းစားကြည့်လေဟိုတလောကကြောင်းအုပ်ကြီး तू က round နေရဲ့အချိန်မှာကျမကွယ်တစ်ချိန်လေးခေါင်းလေးကိုက်နေလို့လေ
အဲ့တော့ဝင်းမတင်မိတာပါကွယ်အဲ့တော့ကွယ်ကျမကိုပြောဆိုပါလေတစ်ချိန်ကိုမဝင်လို့ဘာဖြစ်တဲ့ညာဖြစ်တယ်နဲ့အမလီမဆန်းဆန်းဝင်ကြပါလေရှေ့နောက်15မိနစ်လောက်ခိုးတာကို तू မသိဘူးအမလီကျမတော့ကလည်းဘာထူးလို့လဲဟမ်ကျမကွယ်ခလေးတွေရဲ့ register တွေကိုကျမရုံးခန်းမှာသွားထပ်တာစဉ်းစားကြည့်လေဒီနဲ့ရုံးခန်းနဲ့ကအဝေးကြီးလမ်းလျှောက်ရတာအဲ့ဒါကိုကျမမောတော့ခဏထိုင်နေတာပေါ့အဲ့ဒါကိုအတန်းချိန်ဝင်သေးဘူးလားခလေးတွေကိုဘယ်သူနဲ့ထားခဲ့လဲခလေးတွေကတောင်းကျမ်းနေပြီနော်ကျမဟုတ်ပြောကျမဒေါသကြီးထွက်တာဆိုတာလေအမလီနှစ်ယောက်လုံးဒေါသထွက်တာကိုနောက်မှထားနော်အခုလောလောဆယ်ဒေါသထွက်တာကိုစပ်ပြီးတော့ဒေါသထွက်လို့ရအောင်အားရှိအောင်လို့ဒီမှာဒိုတိုနန်းနက်ကုတ်ကီနန်းနက်အရသာကုတ်ကီတမမွလေးကိုစားကြည့်လိုက်အောင်နော်ပြီးကြမှာအတင်းဆက်ပြောကြမယ်နော်ကောင်းလိုက်တာဘာမုံလဲမလားအမလေးမုံနာမည်ကဒိုဒိုနှမ်းနဲ့ကုတ်ကီနှမ်းနဲ့အရသာကောင်းတယ်ဟုတ်အမလေးကောင်းတယ်နင်အမလေးကျွန်မဆက်ပြောအောင်မယ်မဆန်းဆန်းဝေလေဟဲ့ तू ကကြောင်အုပ်ကြီးနဲ့ပနာတင်တယ်နော်အမလေးအတန်းချိန်တွေကိုလေရှေ့ကို15မိနစ်လောက်ခိုးရင်ခိုးရနောက်ကို15မိနစ်လောက်ခိုးရင်ခိုးတယ်ဟမ်အဲ့တော့ကြောင်အုပ်ကြီးကဘာမှမပြောဘူးလားပြောမလားကြောင်အုပ်ကြီးနဲ့ပြင်ရဒီလိုလေပနာတင်နေကဲ3ယောက်သားစုပြီးတော့ဘာတွေပြောနေကြတာလဲအတိုင်းချိန်ဝင်မယ်နဲ့နေပြောနောက်ကြီးညပြောအောက်ကြီးတယ်ကျမကြီးထိုင်ပါရှင်အော်ဟိုဟာလေတခြားဟာရမဟုတ်ပါဘူးဆရာမကြီးရဲ့ဟိုဟာလေဆရာမကြီးကိုဒီသတင်းကြည့်ကြလို့ရှိရင်လို့ဒိုတိုနှမ်းနဲ့ကုတ်ကီရနှမ်းနဲ့အရတာစိတ်မပွားလေးဖြစ်တဲ့ကုတ်ကီမုံလေးကိုဆရာမကိုကြောချင်တယ်လို့အဲ့ဒါတိုင်ပင်နေကြရနော်ဒိုတိုနှမ်းနဲ့ကုတ်ကီအစ်စ်လားတခါမှမကြားဘူးပါဘူးအစ်စ်ဆိုတော့စားလို့ကောင်းမှာမလားအရသာရှိပါမလားဟုတ်တယ်ဆရာမကြီးဒိုတိုနှမ်းနဲ့ကုတ်ကီတဲ့ဒီမှာစားကြည့်လေဆရာမကြီးကောင်းလားဆရာမကြီးဟာတရင်တော့မြင်ကျွတ်စေခြင်းနေပြီလို့ဘာဖြစ်လို့ဆိုတော့ဒီမုံမြင်စားခြင်းနေပြီလေကဲ3ယောက်သားစကားပြောလို့ပြီးသွားလို့ရှိရင်လေအတန်းလေးပါလေးလည်းဝင်ကြအောင်ဟိုမှာနောက်မှာသားတော်မောင်တွေကလေတောင်းကျမ်းနေကြပြီဟုတ်အော်ဆရာမကြီးဟိုလေတခါတည်းဒါလေးယူရလိုက်ပါလားဟိုဆရာမကြီးစမ်းစားလို့ရတာပေါ့တရင်ကျွတ်ကြရင်ဆရာမကြီးကိုဒါနဲ့ပဲကြောက်မှာဆိုတော့လေကျေးဇူးတင်ပါတယ်ရှင်ကဲသွားတော့နော်ဆရာမကြီးမမေးနဲ့တော့ဆရာမကြီးသတင်းကြလို့ရှိရင်ဒိုနှက်ကုတ်ကီနဲ့ပဲကတော့မှာအမလီတော်သေးတယ်ဆရာမကြီးလာတာသူ့တင်းရှာနေအောင်မသိလို့တော့အကိုတို့ anniversary တုန်းကတဲ့စင်တူလောက်ထားတဲ့လက်စွပ်တကွင်းရဲ့တဲ့ပြီးကြတော့ဗာလဲအကိုတို့လေထဲမှာအတူတူဆောက်ထားတဲ့တိုက်အိမ်လေးတွေ့တဲ့စုထားတဲ့စုဘူးရဲ့တဲ့အဲ့ဒါပေးလိုက်ပါတယ်အော်နောက်ပြီးကြတော့မချောက်သေးတဲ့အတွင်းငံမှာပေးလိုက်ပါတဲ့ကိုနဲ့အမနဲ့ရဖြစ်တာဆိုအေးဟုတ်တယ်ဖြစ်ပြန်ပြီနော်198ခေါက်လောက်ရှိနေဖြစ်နေဒီမှာအခုအမကလေပေးခဲ့တဲ့ပစ္စည်းတို့ပြန်တောင်းခိုင်းလို့လာတော့နာငါလည်းပေးဖို့အဆင်နေပဲဒီမှာစင်းစာရနဲ့ပါတယ်ကျွန်တော်ပြမယ်ဒီရောရေမွေးတပလင်းနဲ့ပြီးကြတော့နာယီတစ်လုံးနဲ့ဘာနာယီလဲတော့မသိဘူးပြီးကြတော့အဲ့ဒီတက်ကဝယ်ထားပေးသေးရဆိုအဲ့ဒီတက်ကဖနက်ရယ်ပြီးကြတော့အားကစားပေါင်းမိတစ်ထည်ဆိုတာမျိုးအော်နောက်ပြီးကြဒီမှာအောက်မှာတေချာရေးပေးလိုက်တယ်မှတ်ချက်တဲ့ဟိုတနေ့ကရေတကွန်သွားတာတဲ့အတွင်းကမပါလို့ဝယ်ထားပေးတဲ့အတွင်းကပေါင်းမိမှာပေးလိုက်ပါတဲ့အတွင်းကတော့မလုံးနေလေငါလျှော်တာ6တော့မ6ပြီအဲ့တော့ကျွန်တော်မသိဘူးအခုပေးလိုက်အဲ့ဒါအဲ့ပစ္စည်းကကျွန်တော်ရမှာရော့ဒီမှာ तू ဝယ်ထားပေးတာထုတ်တယ်ဒါကုန်မယ်အတွင်းကတော့မ6သေးဘူးเนาะနောက်မှယူတာရော့ဒီမှာပစ္စည်းအကုန်ပဲเนาะဒါပေမဲ့အတွင်းကမလျှောက်သေးလို့တဲ့ပြီးကြမှလာပေးမယ်တဲ့ဟူးမောလိုက်တာမေးလို့မောင်လေးငါသူ့ကို anniversary တုန်းကဝယ်ထားပေးတဲ့လက်စွပ်ရယ်ပြီးကြတော့ငါနဲ့သူနဲ့အတူတူလေထဲမှာတိုက်ဆောက်မယ်ဆိုပြီးတော့စုထားတဲ့စုဘူးရယ်နောက်ပြီးကြတော့အဲ့ဒီမချောက်သေးတဲ့အတွင်းကပေါင်းမိပါတခါတည်းတောင်းလာတယ်သွားဟုတ်လားအာရမတောင်းနေနဲ့တော့လေဟဲ့ဘာမှလည်းဘုကဖြစ်တာလည်းမဟုတ်တယ်နဲ့ဟာကိုတောင်းတော့ကဲသွားအေးဟာသူကသူတို့ကြိုက်တော့ကြိုက်ပြီးတော့ပေးတော့ပေးပြီးတော့အခုမှပြန်တောင်းခိုင်းစိတ်ညစ်ကိုဟာမင်းလာပြန်ပြီကွာမဲလာကျင်လို့လာများထင်လို့လားဒီလောက်နေပူချက်တဲ့ရေးမှာဒီမှာအကိုတို့ anniversary တုန်းကတဲ့စင်တူလောက်ထားတဲ့လက်စွပ်တကွင်းရဲ့တဲ့ပြီးကြတော့ဗာလဲအကိုတို့လေထဲမှာအတူတူဆောက်ထားတဲ့တိုက်အိမ်လေးတွေ့တဲ့စုထားတဲ့စုဘူးရဲ့တဲ့အဲ့ဒါပေးလိုက်ပါတယ်အော်နောက်ပြီးကြတော့မ
မချောက်သေးတဲ့အတွင်းကမှာပေးလိုက်ပါတဲ့ ဒီကောင်မင်းဒီမှာခဏတော့ငါအကောင်လုံးယူစင်းလာခဲ့မယ်ရော့ဒီမှာသူ့ပတ်ဆိုင်ပဲဒီထဲမှာငါအကောင်လုံးထည့်ထားပြီလားဒါတော့လဲတောင်းမိမနာဟာရော့ဒီမှာသူ့ရအတွင်းကဝယ်ထားပြီလား အတွင်းကဘယ်လိုကြိုင်သွားမှာလား အေးပေါ့ချားမှမလျှောက်သေးတာ အတွင်းကမှာပြတ်တော့အတွင်းကဒီတိုင်းကဝေါ်မှာစိတ်ရတယ်နော်ဒီမှာနင်းလင်ကောင်းစို့ဒီမှာပတ်ဆိုင်အိတ်တဲ့ပတ်ဆိုင်ထဲမှာလက်စွပ်ကောစုပုံထည့်ထားရတဲ့နေအောင်ဟေးကြံသေးတယ်ဒီမှာတဘာဝလက်ဖက်စိန်ထုတ်ကုန်တွေဖြစ်တဲ့အာဂူးလေးကထုတ်ထားတဲ့တဘာဝခေါင်းချော်ရည်တဲ့နောက်ပြီးကြတော့အာဂူးလေးကထုတ်ထားတဲ့အုံးစီရဲ့နောက်ပြီးကြအာဂူးလေးကထုတ်ထားတဲ့လက်ဖက်စီစစ်စစ်ရဲ့အဲ့ဒါကြံသေးရဲ့အမဒလီဘာရီနဲ့မှတ်ထားတယ်သူ့လိမ့်စာနဲ့တော်တော်ပါဟုတ် အမင်းလာပြန်ပြီကွာ အမေလာကျင်လို့လာမြန်ထင်လို့လားဒီမှာပင်တရားဒေတာထွက်တဘာဝလက်ဖက်ထုတ်ကုန်တွေဖြစ်တဲ့အာဂူးလေးကထုတ်ထားတဲ့ခေါင်းလျှော်ရည်ရဲ့တဘာဝလက်ဖက်အုံးစီရဲ့ပြီးကြတော့တဘာဝလက်ဖက်စီစစ်စစ်ရဲ့အဲ့ဒါတောင်းခိုင်းလို့လားတောင်းတာ ရော့ဒီမှာရောက်ပါမင်းမငါ့ကိုတကယ်ပဲပြတ်နိုင်လို့လားကွာအေးကွာမင်းလည်းပါပြောပြလိုက်ပါ ဟေးပြလိုက်မယ် ဒီအာဂူးလေးနဲ့ရှော့ပြီးတော့သူ့ရဲ့ဆန်သားတွေကိုဘယ်သူကနန်းဆိုင်မှလဲရထားရ ရပါကတော်ကြီးကတော်ကြီး မင်းမပြောတာ အေးဟုတ် နည်းနည်းပါ အဖုံးချက်လိုက်လေဖုံးချက်လိုက်လေ ဖုံးဆက်လိုက်မှာအခုဖုံးပေမရှိဘူး ဟောတနာဖို့တောင်ကောင်း အရင်တော့ရဖရဲ့အမပဲဖုံးပေထည့်ပြီးနေကြဆိုတော့လေ ရော့ဒီလိုပါပဲယောက်ျားတွေကမမနဲ့တွေ့နွားကြပြီအခုတော့ဖုံးဆက်ပြီးတော့ငါ့ကိုရှော့တော့မှငါသိတာပဲပြောပါလေ တယ်လီဖုန်းဆက်တဲ့အချိန်อ่ะ မလဲခုမှအပိုးတွေလာပြီးပြောမနေပါနဲ့အဲ့ဒီမှာပစ္စည်းသာပေးတာတခုချင်းစီ အဲ့ဆိုကိုဖွင့်မလို့တော့ဘူးလားတယ်လီရယ် ဟမ်အခုပဲစဉ်းစားကြည့်လေဖုန်းလေးတစ်ခါခေါ်လိုက်တာဘာဖြစ်လို့မကင်တာလဲ တကယ်ပဲပြတ်နိုင်လို့လားတယ်လီရယ် အဲ့ရင်ချီရရေးကြည့်လိုက်တဲ့ ရှိရရေးမကြည့်ပါဘူး အဲ့ဒါချင်းဘာလို့ဖုန်းကြီးမကင်ချီကိုအောင်တာပေါ့ဘယ်လိုပြနိုင်မှာလဲအေးကိုဝဲချော်ပြရမှာဟာဒီကောင်းချော်ရပြီးတော့ A few minutes later. ခုနကပေးလိုက်ပစ္စည်းအကောင်လုံးရဖကိုပို့ခိုင်းလိုက်မယ်နော် ဟမ်ရော့ဒီမှာနင်တောက်ခိုင်းတဲ့အာကူလေးဟိုမောင်လေးတလက်စားတယ်လေဒီပစ္စည်းလေးသူ့သွားပြင်ပို့လိုက်ပါလားဘာပေးကြလားအောင်မကိုတော့ပေးဟောငါမောင်လည်းလုတ်ပါမမရဲ့မောင်လေးကိုသွားပို့လိုက်နော်မောင်ဒီမောင်နဲ့မောင်ဘာမောင်ကျမနေစီပါမောင်နွားမဘူးလေလေမမနွားဆိုရင်တော့မလေးသူ့အတွက်ကိုလေရွှေဘိုးစံကော့နေအောင်ထုံပေးမဲ့နမကြီး